Hello, okay. Okay, Same. Hello, xin chào. Mình là ba, đi được không đó? Bạn nào hết cô, đi cái giáo khe đấy, video lấy chứ bà đấy. Nó mình nói gì nó ngay à, điều mà cao này. Mình giáo khi khe lại bu, họ đó lo hoa bị tao vào giáo đó vậy. Sáng paradise Afghani way solution của bây giờ sẽ tới đại bọn nó giáo điều tu cái đó, và ama mà khăn gì làm một lúc, giáo đồng ta khai lệ lu yang số bây giờ. Cái tầm ai ở TC này về về cái bà đấy, rất đông đến nguyên trình nào xí bài bu bị bảo bọn nó. ဒါတော့ KBCB နဲ့စတွေ့ရတဲ့နေရာပေါ့နော်မင်းတို့ရောက်တော့ကတော့မနေ့အရန်စောတော့ဒီလောက်လူမများသေးဘူးဒါညနေခင်းလူအရန်များတဲ့အချိန်တုန်းကရိုက်ခဲ့တဲ့ clip လေးပေါ့နော်ဒီ KB ကကမ္ဘာဒုတိယအရှိဆုံး KB ပါပထမပြပါလဲဆိုတော့ပထမလည်းပြည်နေမှာပါပဲခုခွတ်မှာပါဟုတ်တယ်ဒါကနာမေးဘယ်ပေါ်ရလဲတော်တော်ရှင်းနေမင်းတကူအဓိကပြောချင်တာကရောက်တာနဲ့ Golden Bridge ကိုအရင်ဆုံးသွားတော့မင်းတို့နက်9နာရီခွဲ10နာရီလောက်သွားတာဆိုတော့လူရဲမများသေးဘူးမင်းတို့သွားတော့ကျတော့ပုံလေးတွေကောင်းကောင်းလေးရခဲ့ပါတယ်မင်းတို့ပုံရိုက်ပြီးတော့မကြခင်မဲ့လူတွေကအိုးဒီအခုမြင်တဲ့အတိုင်းအများကြီးရဲ့ရောက်လာဆိုတော့စောစောသွားမအောင်အဆင်ပြေမှာပါဒီလက်တတိုင်းပြီးတော့ရောက်တဲ့နေရာလေးပေါ့နော်။ဒါဒီလူရဲ့ခေါင်းတွေခြေထောက်တွေလက်တွေလူတိသက်စိတ်ပိုင်းတစ်ခုချင်းစီကိုကြောက်တုံးနေတယ်ပုံဖော်ထားတဲ့ပုံစံမျိုးလေးပုံရရင်တော့တော်လှတယ်။ရာသီဥတုကလည်းအခုမြင်တဲ့တိုင်းတီတောက်ရှင်းနေရဆိုလေဒါလည်းကံကောင်းမှာ။ရာသီဥတုကကျွန်တော်ရတဲ့ချင်းရတူလူကရိုက်ခဲ့။ခုချိန်သွားရာသီဥတုက share fine တာပေါ့လား။နေရာကြီးလည်းအခုမှရောက်တော့မှားမှာကြီးမစိုးရိမ်နေသီလားမင်းတို့လည်း cable ထဲမှာတွေ့တဲ့ map လေးယူလာပြီးအဲ့ map တွေအတိုင်းဖတ်သွားလိုက်တာပဲအကုန်လုံးနှံ့နေလူကြီးတွေပါတော့နည်းနည်းတော့စောင့်ရတာတော့ရှိတယ်ကားသမားနဲ့တော့ညှိလို့ရပါတော့ကိုကားသမားအဆင်ပြေဆိုလို့ရှင် okay အကုန်လုံးအဆင်ပြေပါတယ် Golden Bridge ပြီးတော့သွားမယ့်နေရာကဝိုင်းဆယ်လာတွေရှိတဲ့နေရာတွေဘက်ကိုသွားမှာပါလီဂျာရင်ခေါ်မလားအဲ့လီဂျာရင် garden အဲ့ဘက်ကိုသွားမယ်ပေါ့နော်ပမာဝိုင်းဆယ်လာတွေရှိတယ်ပန်းနေနဲ့ပုံဖော်ထားအယုံမကြီးရှိတယ်ပြီးတော့ဒီဖျားစင်းလူတော်အကြီးရှိရပေါ့နော်အဲဒီစင်းလူတော်အကြီးထီတော့မရောက်လိုက်ဘူးရဲ့လူကြီးတွေနဲ့ခီးသွားဆိုတော့သူတို့ကလည်းမသွားနိုင်တာနဲ့နေ့လက်ကဘူဝေးချိန်နဲ့နီးနေဆိုတော့ပြန်လှည့်လာခဲ့ပါတယ်အဲ့ဒါပြီးတော့မင်းတို့ဘူဝေးသွားစားရပေါ့နော်ဒါကတော့ဘူဝေးသွားစားဖို့အတွက်ဒီပဲပြန်စီးရတာပေါ့နော်Four Season Restaurant မှာမင်းတို့ဘူဖေးစားရပါတော့ဘူဖေးကအမျိုးစားပေါင်း200ကျော်ပါတယ်လို့တော့ပြောရဲကတော့ကြိုက်တာရေးစားခဲ့ပေါ့နော်အရသာရတော့တော်တော်အဆင်ပြေအမှလေအဲ့ elevator တက်ပြီးရနေအဲ့ပုံမှာရှေ့ဆိုင်နေခေါင်းလာဈေးကြီးရမင်းတို့အရင်တစ်ခါကသွားတော့ဆိုလို့ရှင် hot dog တစ်ချောင်းကိုရင်3လောက်ပေးခဲ့ရတယ်ဆိုတော့အားနဲ့ဒီတစ်ခါဘူဖေးပါဝယ်ခဲ့လိုက်တယ်ဆိုတော့တော်တော်ကြီးကိုတန်ပါတယ်ဘာလို့ဆိုကိုကြိုက်တာအများကြီးစားလို့ရတာဟုတ်ဒီငါးကကျတော့သူများအများကြီးတန်းစီနေတယ်ဗါလဲဆိုပြီးတည်ကျင်တယ်အဲ့ဒါသွားပြီးတော့ဘူဖေးစားတော့သွားစားလိုက်တော်တော်ကြီးကိုကောင်းတယ်ဘိုက်ထဲမှာလို့အစားတုတ်ထားတာကြားတဲ့နေရောတခြားအစားပလာရောပေါ့နော်ချိုစိမ့်စိမ့်ပုံစံမျိုးအရင်လည်းမချိုးနဲ့အရောက်ဖြစ်တယ်ဆိုလို့ရှင်ဒီငါ့ကို try ကြည့်ခဲ့ကြပါနော်အဲ့တော့ BNN ရဲ့မုံချိုတွေပေါ့မုံမျိုးစုံပါပဲတော်တော်များများတက်ကင်ပေးထားရပေါ့နော်ကောင်းညင်းနေရောမျိုးစားတော့ပြီးတော့ရှောက်ကြပါတယ်အဘန်ကူစတာမစီခင်လမ်းလျှောက်ကြရပေါ့နော်ဒီနေရာကတော့လမ်းလျှောက်ရတာအကြိုက်ဆုံးပဲဘူဖေးစားပြီးတော့ပြန်ထွက်တဲ့နေရာမှာအခုမြင်နေရလူနာကက်ဆယ်ပေါ့နော်အဲ့လူနာကက်ဆယ်ကိုသွားတဲ့လမ်းတစ်လျှောက်ကတာယာဆုံးပဲအဲ့တောင်ပေါ်မှာလူနာကက်ဆယ်ထဲမှာကဘာရှိလဲဆိုလို့ရှင်လာကြီးရှိတယ်လာလူနာဆိုလာကြီးရှိပါတယ်လာပုံစံကြီးရှိတယ်ပြီးတော့ဂိမ်းနေစော်လို့ရတယ်အမှသူ့အဆွဲကောင်းတာနဲ့မင်းတို့စော်ခဲ့လိုက်တာ2သိန်းလောက်ပလုံးသွားတယ်One more you win. Get. Oh, so good. One more time. Yes. ပုံရိုက်တယ်မျိုးလုံးနဲ့ခံထားတယ်ပုံထက်ရိုက်တယ်အဲ့ဒီဟာအဓိကပါပဲအဲ့ဒါပြီးတော့ Advance Coaster စီးကြတယ်နော် Advance Coaster ကအချိန်ပေါ်မူတည်ပြီးတော့ဈေးกว่าတည်းမျိုးတော့3သိန်းလောက်ပေးခဲ့ရဟုတ်တယ်3သိန်းပေးခဲ့ရတယ်ဓာတ်ပုံလေးရွေးချင်တယ်ဆိုလို့ရှိရင်ဓာတ်ပုံကလည်းဓာတ်ပုံ3သိန်းနဲ့ရွေးလို့ရရင်နော်
အဲ့ဒါပြီးတော့ French Village တွေရော Rose Garden တွေကအကုန်လုံးပေါ့နော်လဲလို့ပတ်လို့ပြီးပြီးပြန်တော့မယ်ဆိုတာနဲ့ Beer Station ကိုဝင်ခဲ့ကြပါ Beer Station မှာမင်းတို့ticket ဝယ်တော့ငါရတဲ့ free beer ticket လေးရှိရလေအဲ့ဒီ ticket နဲ့ ticket counter မှာ beer သွားလဲလို့ရပါတယ် beer ဆိုလို့ရှိရင် free beer 2ခွက်ရတယ် beer မတောက်ချင်တဲ့လူကတော့အလူကျော်တစ်ပွဲရတယ်ပေါ့နော်အဲ့ဒါလေးစားပြီးမှပြန်ခဲ့ကြပါစောင်းထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye page ကိုလည်း like follow လေးလုပ်ပေးထားပါအောင်နော်